ကြောက်ကပ်အားနည်းနေတဲ့သူတွေကြောက်ကပ်ယောဂရှိတဲ့သူတွေကအရက်ဘီယာနဲ့တည့်ပါသလားပေါ့နော်အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့အာဟာရဆရာဝန်ဒေါက်တာညီကျော်ဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဒီမှာပြောချင်တာကတော့အရက်ဘီယာဆိုတာဘယ်ယောဂနဲ့မှမတည့်ဘူးဆိုတာလည်းသိပြီးသားပေါ့နော်ဒါပေမဲ့ကြောက်ကပ်ဝေဒနာရှင်တွေမှာဆိုရင်ဒီအရက်ဒီဘီယာတွေကဘယ်လောက်ထိဆိုးဆိုးဝါးဝါးဖြစ်စေလဲဆိုတာကိုကျွန်တော်ရှင်းပြပေးချင်တာပါဘာကြောင့်လဲဆိုတော့ဒီအရက်ဒီဘီယာတွေကသွေးတိုးစီတယ်ခင်ဗျသွေးတိုးစီတော့ကြောက်ကပ်ယောဂဝေဒနာရှင်တွေကသွေးတိုးအမြဲဖြစ်နေတာသွေးရမ်းတိုးနေတာအဲ့တော့သူတို့ရဲ့ယောဂကိုပို့ပြီးတော့ဆိုးသွားစေနိုင်တယ်နောက်တစ်ဖက်ကပြန်ကြည့်ရင်ဒီအရက်ဘီယာတွေကကြတော့ရေဓာတ်ကိုခန်းချောက်စေတယ်အဲ့အတွက်လည်းကြောက်ကပ်ပေါ်မှာသွားပြီးတော့ burden ပေါ့နော်ဝင်တော့ဝင်ပိုးကြီးဖြစ်စေတယ်အဲ့တော့ကျွန်တော်ကြောက်ကပ်နဲ့ပတ်သက်ပြီးယောဂရှိနေပြီဆိုရင်တော့အရက်ဘီယာကိုတက်နိုင်နေများရှောင်ကြပါအရက်ဘီယာလို့ပြောတဲ့နေရာမှာဒီအရက်ဘီယာတစ်ခုတည်းကိုကျွန်တော်ဆိုလို့မဟုတ်ဘူးနော်ပေါ့ကာပါမယ်ဂျင်ပါမယ်ဝိုင်ပါမယ်အကုန်လုံးပေါ့နော်ဒီအဖျော်ရည်ကအယ်ကိုဟောပါတဲ့အစားအရည်မှန်သမျှဒီရှောင်တဲ့နေတွေမှာပါပါတယ်လို့ကျွန်တော်အကြံပေးချင်ပါတယ်အားလုံးကျေးဇူးများတင်ပါတယ်ခင်ဗျာ